ပေးခြင်းနဲ့အကြောင်းအရာလေးကတော့ Microsoft Excel မှာဘယ်လိုမျိုး formula တွေရှိပြီးသုံးရမယ်ဆိုတဲ့အထဲကမှရိုးချင်းနဲ့ဒီ cell reference လေးတွေကိုယူပြီးတော့ဘယ်လိုမျိုးပေါင်းပြီးတော့ဘယ်လိုမျိုး formula တွေကိုဆွဲချပြီးတော့နောက်ဆုံးအဖြစ်ဘယ်လိုထုတ်ရမယ်ဆိုတာလေးပြောချင်တာပါအခုမှဆိုရင်တော့ဒီကုံစုံဆိုင်တစ်ခုရဲ့ဒါပစ္စည်းအမျိုးအစားရဲ့သူရဲ့ဈေးနှုန်းရဲ့အရေးအတွက်ရဲ့လေးကိုExcel လေးနဲ့ချပြထားတာဖြစ်ပါတယ်။ဥပမာဒီမှာအမဲသားဆိုလို့ရှိရင်သူရဲ့ဈေးနှုန်းက2920ရဲ့အရေးအတွက်က15ပေါ့နော်ပိတ်တာတော့ကောင်ကျက်သားတော့လကောင်ဒီလိုမျိုးရှိတဲ့အချိန်မှာဘယ်လိုမျိုးဒီ price နဲ့ quantity နဲ့မြောက်ပြီးတော့နောက်ဆုံး total amount အဖြေထုတ်ရမလဲဆိုတာကိုဒီတွက်ပြပေးမှာဖြစ်ပါတယ်။ Okay အဲ့ဆိုအမားတို့ကဒီမှာညီမချင်းလေးနဲ့ပြီးလို့ရှိရင်မြောက်ရှင်တာဒီ2920ပြီးလို့ရှိရင်အမြောက်နေရမယ်အမားတို့က star လေးသုံးမယ်နော်ဘာလို့လဲဆိုတော့ laptop မှာအမြောက်လို့မပါဘူးသူတို့က star လေးတွေနဲ့ပေါ်ပြထားတယ်ပြီးရင်အမားတို့ကနောက် formula လေးကိုဒီ select လေးပေးလိုက်လို့ရှိရင် B3 နဲ့ C3 B3 ဆိုတာကဒီမှာ column ရှေ့က B ကဒီ column ကိုစားပြတာ B သူ့ရဲ့3ဆိုတာသူ့ရဲ့ row number က3ဒါကြောင့် B3 နောက်တစ်ခုကC3 သူ့ရဲ့ column က C နောက်ရဲ့သူ့ရဲ့ formula ဒီ row number က3ဒီမျိုးလေးကိုစားပြတာဖြစ်ပါတယ်။ Okay အမတို့ကဒီမဲ့ line တစ်ခုအတွက် formula ရသွားပြီဆိုရင်နောက်တစ်ခုကိုလည်းဒီလိုလေးပဲမြောက်ကြည့်လိုက်မယ်နော်။ Okay မယ်ဒီလိုပဲဆက်လက်လေးပြီးလိုက်တော့အဖြေရသွားပြီ။အဲ့ဆိုလို့ရှိရင်အမတို့ဒီမှာကတော့ဒီမှာ1 2 3 4 5 6 9 10 10ခုပဲထားပါတော့။အမတို့10ခုမလို့ဒီလိုမျိုးတစ်ခုချင်းတွားမြောက်တယ်ဒါအခု300အခု1000ဆိုရင်ကိုယ်ဒီမှာမြောက်နိုင်လားဆိုမမြောက်နိုင်တော့ဘူး။အဲ့ဒီတော့အမတို့ကဒီလို formula လေးတွေရေးပြီးတော့အမြန်နည်းနဲ့ဒီ formula ကိုအောက်ထိပါရအောင်လုပ်လို့ရတဲ့နည်းလေးပြောပြပေးမယ်အဲ့ဒါကတော့ဒီကိုတွက်ထားတဲ့ပထမဆုံး formula ရဲ့ဒီဆဲကွက်လေးပေါ့နော်အဲ့ဒီဆဲကွက်လေးရဲ့တောင်ဆုံးကိုသွားလိုက်အပေါင်းလေးပေါ်တယ်ဒီပြီးရင်ဒီလိုမျိုးလေးဆွဲချလိုက်လို့ရှိရင်အကုန်လုံးအဖြေတွေထွက်သွားမယ်အဖြေတွေထွက်သွားပြီးတော့ဒါကတိုတယ်ဖြစ်တဲ့အမှားတော့ဒီစုစုပေါင်းပမာဏကိုချမယ်စုစုပေါင်းပမာဏကိုချလို့ရှိရင်ဒီအလွယ်နည်းနဲ့ဆိုလို့ရှိရင်ဟိုကဒီလိုမျိုး shift ဒီအပေါင်းလေးနဲ့ပေါ့နော်နှိပ်လို့ရတယ်ဒီအပေါင်းလေးတော့နှိပ်မယ် laptop လို့တော့နှိပ်မယ်ဆက်လက်ပြီးအပေါင်း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 ပြီးရင်အတားလေးခောက်ချလိုက်လို့ရှိရင်ငါတို့ရဲ့အဖြေ6316ရဆို160ရဆိုတာကြီးထွက်လာပြီပေါ့နော်ထွက်လာပြီလို့ရှိရင်အဲ့လိုမှမဟုတ်ဘူးနဲ့အမတို့ကတခုချင်းနေစောစောပြောသလိုပေါ့အရေးအတွက်အများကြီးဆိုရင်အမတို့မှာအများကြီးကိုတွက်ဖို့အတွက်အချိန်မပြေးနိုင်ဘူးအဲ့ဒီဆိုရင်ဘယ်လိုလုပ်လို့ရလဲဆိုတော့ဒီ sum ဆိုတဲ့ formula လေးသုံးလို့ရတယ်သူ sum ဆိုရင် sum နဲ့ပတ်သက်တာတွေအများကြီးတက်လာလိမ့်မယ်အခုလောလောဆယ်အမတို့က sum ဆိုတဲ့ formula လေးကိုပဲဒီစပြီးတော့လေ့လာပြီနော် sum ဆိုတဲ့ formula လေးကိုစလုံးပေါင်းပြီးလို့ရှိရင်ကွင်းစာလေးနဲ့ပြီးလို့ရှိရင်ကိုပေါင်းခြင်းတဲ့ဟာတွေကိုဆွဲချလိုက် select ပေးလိုက်ပြီးလို့ရှိရင်ကွင်းလေးပိတ်ဆိုရပြီဒါ exam မှာတော့တခုရှိတာကတော့ဒီ formula တွေကဒီအင်္ဂလိပ်လိုလေးရေးတယ်မှာဆိုကိုကသိကြမှာပေါ့နော်အမတို့ငယ်ငယ်တော့အသေးချာမသိခဲ့တဲ့အတိုင်းပေါင်းခြင်း sum နှုတ်ရှင်လို့ရှိရင်ဒီတက်ဒီစားမယ်ဆိုရင်တော့တစ်ပိုင်းတစ်ပိုင်းပေါ့ပြီးလို့ရှိရင်မြောက်မယ်ဆိုရင် multiply ပေါ့အဲ့လိုမျိုးတွေဖြစ်အခုဒီမှာဆိုရင် sum formula လေးနဲ့အမတို့ကဒီမဲ့ပေါင်းလိုက်ပြီးဆိုရင်ဒါရပါပြီနော်ဒီဟာကတော့ဒီ sum formula လေးကိုအမကမျှဝေပေးထားတာဖြစ်လို့အကုန်လုံးနားလည်ကြမယ်ထင်ပါတယ်ကျေးဇူးတင်ပါတယ်